ကောင်းကြီးဒီလေးကြောင်းနဲ့မြင်းကောင်းကြီးဇေယျမကိုကိုအောင်ကိုရှင်တခင်ကြီးကိုအားကိုဟောဘာကိစ္စကလေး အန်တီ နင်းမအန်တီလားယောက်ျားကြီးကွာ ဟုတ်ပါပဲဒါပြုံးနေမြင်တော့အန်တီမှတ်လို့ မိမကြီးမ ဟုတ်ကဲ့ဩအန်လေ အန်ကဲ အန်ကဲ နင်းမေကြီးအန်တယ်ရဲ့လား အန်လေ ရ ကျွန်တော်တခုကူညီပေးပါအန်ကဲ အော်ရောက်တဲ့ခါကိုဘာကူညီပေးရမလဲဒါဘိုးတော်နန်းခေါ်တယ်မန္တလေးဘိုးတော်ကြီး ဩဘိုးတော်ကြီး ဟုတ်ပါတယ် ကျွန်တော်တခုဆက်ချင်လို့ပါ ဘာ ရွှေတိုင်းတော့မပါဘူးခင်ဗျာ ရွှေတိုင်လင်းတရားမပါတယ်ဘယ်နဲ့လို့ ပညာပါမီနဲ့ပညာကိုနောက်ဘကျွန်တော်ရထုံးအောင်ပေါ့ ဟုတ်ကဲ့ ကျွန်တော်ဒီဘောပင်လေးတော့ လူခဲ့ခြင်း လူခဲ့ခြင်းလို့ပါ ကောင်းပါလေဗျာကောင်းပါလေလူပါ အမေရမလို့ခင်ကျင်းစင်နေပါလားပါလေတိုင်နေလို့လည်းပြုတ်လည်းခင်နဲ့လည်းပြုတ်လည်းခင်တကောချာနာရှင်ကျွန်တော်မျိုးကဘောပင်လှူပါလေမလေးနားတယ်ဆက်တယ်လို့ခင်ဗျာပုံလို့ရှိရင်နားတယ် ဘာဘူးဗျာ तू ကစိတ်တကိုးရှင် ဒီလိုလား စိတ်တကိုးရှင်ဆိုတော့ तू ရဲ့စိတ်ကညှို့လိုက်တယ်ဆိုလို့ရှင်ခင်ဗျမှလာနားထဲမှာကြားတာနားတယ် အိုးအဲ့လိုလားလှူပါလေလှူပါလုံးမင်းတာလာလုံးတယ်ဗျာ ဩခင်ဗျအကြောင်းသိလို့နေမှာဗောဒါလို့တာဟုတ်တယ်မြတ်ဒီရောက်မှမရောက်ဘူးလေကို ဟုတ်ပါဟုတ်ပါဟုတ်ပါ ဒီနေ့ဗာမေးကြရှိလို့မေးပါ ရတော့မပါဘူးနည်းနည်းရှက်တော့ရှက်သေးရ မရှက်ပါနဲ့ခိုးတော့မှခိုးပြီးတော့ ယူဟာကျွန်တော်ဒီငယ်ပဲဆိုတော့ပြောအောင်မယ်ပါ ဟုတ်ပါလေပြောပါငယ်ရ ကျွန်တော်ကနေပြည်နန်းနေ အချင်းရဲ့ကိစ္စ ချင်းကိစ္စလေဟုတ်ကဲ့ ညင်းနေတာနဲ့ ဟုတ်ကဲ့ပြည်နန်း ဒါနဲ့ဘာဖြစ်လို့ နတ်ဘုံတော်ကြည့်နေလို့ရ ဟိုစိတ်တကိုးရှင် ဟိုစေတဘုတ်ရှင်လား ဟုတ်တယ်စိတ်ကထင်ရတယ် ထင်းရတယ်အဲ့ဒါကျွန်တော်ငယ်သူဆိုတော့ဖွင့်လာပြောကျွန်တော်လည်းနီးစားပါမလားညားပါမလား ရမရ ရမရ ဒီနေ့ခုကိုသိကျင် ဟုတ်ကဲ့ မေးပေးရစိတ်ချအဲဆရာမကိုကိုအမကိုရှင်တခင်ကြီးကိုအားကိုပါသည်ကန္တနောက်ပေါင်ရှိကလည်းဖဲ့လိုက်ပါစီးတော်ကြတာဟိမ့်လည်းထိမ့်လိုက်ပါခြေတော်တင်းနဲ့မွေးတော်ချင်းအားပေါင်းအားရင်လည်းနင်းလိုက်ပါအားကြီးထဲလိုက်ပါအဲ့တော့ငါကတော့ယောက်ျားဖြစ်နေနော် အုံးကြီးများစားတယ် အေးပေါ့ကွာငါပြောရောက်မယ်အခုမေးလာတော့ပုဂ္ဂိုလ်ဒီသူ့ရဲ့ချစ်သူမြင်းမြင်းတန်းလေးနဲ့ရမည်မရမည်ထိုးနလီအတီတရအမိန့်ချတော်မူပါဘိုးဘိုးဟောအားတော့မလျှော့နဲ့ ဘာလဲမြ ယောက်ျားတို့စွမ်းရည်သေးပါတော့လျှော့တယ် အသေးကမှရှော့ အဲ့ဒါမှလျှော့မှားသွားတယ်ကွယ် ဟုတ်ကဲ့ အဲ့ဒါမရနိုင်ဘူးတဲ့ဗျာ ဝင်သားတယ်ဗျာ အဲ့မရပါဘူးဆိုတော့ဝင်တာအဲ့ဒါလည်းအကုသိုလ်နေတာ ရရင်လုပ်လို့ ဟုတ်တယ်ကောင်းတယ်ကောင်းဒီလိုဆိုရင်ကျွန်တော်မျိုးနဲ့ဆိုလို့ကြားတယ်အစာဆုံးတော့အမေးမခံဘူးနော်ဒါဆိုရင်မြင့်မြတ်သားဘယ်သူနဲ့ရမှာတော့ဘိုးဘိုး ငါလေးရမှာ ရလဲဦးမြ